ရေခဲတစ်တာတွေထမင်းပေါင်းတွေဒဲနေတဲ့အဝိရှော်ဇက်တွေနဲ့ရေတင်မော်တာတွေအပါဝင်အိမ်သုံးရုံးသုံးဆိုင်သုံးလုပ်ငန်းသုံးတွေထိကိုအသက်သာဆုံးဈေးနှုန်းနဲ့အသုံးပြုလို့ရမယ်ဆိုလာမီပေးစနစ် T2500 တစုံပဲဖြစ်ပါတယ်ဒီဆိုလာမီပေးစနစ်တစုံကတော့လျှက်စစ်မီမရရှိသေးတဲ့နေရာဒေသတွေမှာပါလျှက်စစ်ပစ္စည်းတွေကိုအဆင်ပြေပြေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင်ဒီတစုံမှာဆိုရင်ညီမတို့9နှစ်အာမခံပါဝင်တဲ့980ဝက်မိုနိုတိုက်ဆိုလာပန်နယ်က2ချက်ပါပါတယ်အင်ဘာတာဆိုရင်3နှစ်အာမခံပါဝင်တဲ့2500ဘူးရဲ့24ဖို့ပြူဝါဆန်းဝင်းအင်ဘာတာလေးကတစ်လုံးပါမယ်ဗီဒီယိုဆိုလို့ရှိရင်လည်းထိမ့်သိမ်းပြုပြင်ရလွဲကူတဲ့220 ampere hour တွဲဖို့12ဘူလာဘရီနှလုံးနဲ့ဒါမျိုး MPPT ဆိုလာချက်ကွန်ထရိုလာလေးတစ်လုံးနဲ့အခြားဆိုလာအင်ဘာတာဘရီနဲ့ပတ်သက်တဲ့ဆက်ပစ္စည်းလေးတွေလည်းပါဝင်ပါသေးတယ်ရှင်။ထမင်းပေါင်းတွေဒဲနေတဲ့ရေခဲတစ်တာဝစ်ရှော်ဇက်ဒါအိမ်သုံးရုံးသုံးဆိုင်သုံးလုပ်ငန်းသုံးတွေထိကိုအသက်သာဆုံးဈေးနှုန်းနဲ့အသုံးပြုလို့ရမယ်။ဒါမျိုးဆိုလာမီပေးစနစ်လေးတွေကိုဝယ်ယူတက်ဆင်အသုံးပြုလို့ရဆိုရင်တော့ညီမတို့စေပြားစေ Pro Max ရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့399993လုံး1010တို့မှာလည်းအသေးစိတ်လေးဆက်သွယ်ဆောင်ဆက်မေးမြန်းဝယ်ယူအားပေးလို့ရသလိုစေပြားစိတ် Pro Max ဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးနဲ့ပြူးလင်တောင်ကြီးမြို့တွေမှာလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကြလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင်စေပြားစိတ် Pro Max ဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့မြို့ကြီးတွေမှာဆိုရင်တော့ပို့ဆောင်ကအခမဲ့အိမ်ရောင်းငွေချေစက်နယ်လေးနဲ့ပို့ဆောင်ပေးနေတာဖြစ်ပြီးတော့အခြားနယ်ဘက်ကအမှားများဆိုရင်လည်းပစ္စည်းလေးတွေကိုကားကိန်းမှတစ်ဆင့်ဒါပို့ဆောင်ပေးနေတာဖြစ်လို့အနေနဲ့ရရက်ကနေလည်းယုံကြည်စိတ်ကြစွာနဲ့မှာယူအားပေးလို့ရပါတယ်